ယနေ့ခေတ်မှာကျွန်တော်တို့လုပ်ငန်းတွင်ကျယ်ဖို့အတွက်ရုံးခန်းတစ်ခုလုံးကြီးရှိဖို့မလိုအပ်ပါဘူးမြန်မာစံတော် Office Tower မှာ Virtual Office Service ရှိပါတယ် Virtual Office Service ဆိုတာဘာလဲဥပမာကိုကအခုမှလုပ်ငန်းစာမှာရုံးခန်းကမရှိသေးဘူးပြီးတော့ကျွန်တော်တို့လုပ်ငန်းလုပ်ပြီးဆိုတော့ဆက်သွယ်ပြောဆိုရမယ့် business partner တွေရှိလာပြီပြီးတော့စီးပွားရေးဆက်သွယ်မှုတွေရှိလာပြီဆိုတော့ကိုယ့်ရဲ့ image ကိုကောင်းကောင်းလေးထင်ဟပ်စေဖို့အတွက် Virtual Office Service ကိုအသုံးပြုလို့ရပါတယ်ဒီဝန်ဆောင်မှုကနေတစ်ဆင့်မြန်မာစံတော်လိုရန်ကုန်ရဲ့အချက်ချာကြပြီးတော့ဘုံသိက္ခာရှိတဲ့နေရာကောင်းတစ်ခုမှာကိုယ့်ရဲ့ရုံးခန်းလိပ်စာကိုအသုံးပြုလို့ရရှိမှာဖြစ်ပါတယ်ကိုစားပစ္စည်းတွေစာတွေလက်ခံပေးတဲ့ဖုန်းတွေလက်ခံဖြည့်ပြီးတော့ information ပြန် share ပေးတဲ့ receptionist service လည်းရှိတယ်။ရမ်းမိုက်တယ်နော်။နိုင်ငံခြားမှာအခြေစိုက်တဲ့လုပ်ငန်းတစ်ခုကဒီမှာရုံးခန်းလိပ်စာလိုချင်တာပဲဖြစ်ဖြစ်။မြန်မာပြည်တွင်းကကိုယ်လုပ်ငန်းအတွက်ရုံးခန်းလိပ်စာလိုချင်တာပဲဖြစ်ဖြစ်ဒီ service ကအလုံးအဆင်ပြေပါတယ်။ Virtual Office Service ကိုတင့်တဲ့ဈေးနှုန်းနဲ့ရရှိမှာဖြစ်ပြီးတော့အခုမှလုပ်ငန်းစတင်တဲ့သူတွေ freelancer တွေ remote job လုပ်ကိုင်နေတဲ့သူတွေအတွက်အထူးအဆင်ပြေပါတယ်။အသေးစိတ်သိချင်တဲ့ဆိုရင်တော့မြန်မာစံတော်ရဲ့ Facebook page ဒါမှမဟုတ် hotline phone number ကိုဆက်သွယ်စုံစမ်းပေးနိုင်ပါတယ်ခင်ဗျာ။